မင်္ဂလာပါဒီကနေ့ဆရာရွေးချယ်ထားတဲ့ဆောင်းပါးဟောင်းကလေးကအပိုင်းအခြား၄မျိုးလို့အမည်ပေးထားပါတယ်ပိုင်းအခြား၄မျိုးလူသားတို့ရဲ့သမိုင်းတစ်လျှောက်မှာခြေလက်အရာဝတ္ထုတွေနဲ့တိုက်ခိုက်ခြင်းကာကွယ်ခြင်းတွေကိုရှင်းနှစ်ပေါင်းများစွာကပဲပြုလုပ်ခဲ့ကြပါတယ်အဲ့ဒီလိုနဲ့ပဲသက်ဆိုင်ရာဘာသာရပ်အလိုက်အမည်နာမတွေကွဲတဲ့တိုင်းပညာတွေဖြစ်လာကြပါတယ်တိုင်းပညာရပ်တိုင်းမှာမတူညီတဲ့သင်ရိုးညွှန်းနှန်းကိုစီရှိပါတယ်။သင်ရိုးညွှန်းနှန်းအလိုက်အဆင့်သတ်မှတ်ကြပုံကလည်းကွာခြားပါတယ်။အချို့သောပညာရပ်တွေမှာဆိုရင်ခါးစည်းအယောင်နဲ့ခွဲခြားပြီးသင်ကြားကြပါတယ်။တချို့သောပညာရပ်တွေမှာကျတော့ဝိစုံအယောင်နဲ့သတ်မှတ်ပြီးတော့ခွဲခြားကြပါတယ်။အချို့မှာတော့အချိန်ကာလအလိုက်တဝိုင်းစာနှစ်ဝိုင်းစာစသဖြင့်ခွဲခြားသတ်မှတ်ပြီးသင်ကြားတာတွေလည်းရှိပါတယ်သင်ရိုးသတ်မှတ်ချက်ပြီးဆုံးတဲ့အချိန်ဆိုတာလဲရှိကိုရှိရပါတယ်ဘယ်အချိန်မှာသင်ရိုးအလုံးပြီးဆုံးပြီဆိုတာမရှိလို့မရပါဘူးသင်ရိုးတွေကိုဘယ်၍ဘယ်မျှခွဲခြားပြီးသင်ကြားကြစေကမူတဘာဝတရားကိုအခြေခံပြီးတော့အပိုင်းလိုက်ခွဲခြားမယ်ဆိုလို့ရှိရင်အပိုင်းက၄ပိုင်းပဲကွဲပြားတာရှိပါတယ်နံပါတ်1ကတော့အခရာဆိုတဲ့အခြေခံတွေကိုသင်ကြားတဲ့အပိုင်းဖြစ်ပါတယ်။နံပါတ်2ကတော့တယောက်ချင်းကိုကောင်းကောင်းမွန်မွန်တိုက်ခိုက်နိုင်တဲ့အနေအထားကိုသင်ကြားပေးတဲ့အပိုင်းဖြစ်ပါတယ်။နံပါတ်3ကတော့တယောက်နဲ့အများတိုက်ခိုက်နည်းကိုသင်ကြားပေးတဲ့အပိုင်းဖြစ်ပါတယ်။နံပါတ်4ကတော့အကျဉ်းအချက်ကနေလွတ်မြောက်တဲ့အပိုင်းကိုသင်ကြားပေးတာဖြစ်ပါတယ်။နံပါတ်1အခရာလို့ခေါ်တဲ့အခြေခံအပိုင်းတိုင်းပညာကိုတစိုးတစီမှမတက်သေးတဲ့လူတဦးအဖို့အခြေခံအခရာတွေကိုသင်ကြားကြရတာတဘာဝထုံးစံပါပဲကာကြီးကပဲခက်ခဲမှုတွေအများကြီးရှိပါတယ်အခြေခံအခရာဆိုတဲ့အတိုင်းလက်သီးထိုးတဲ့အခရာအမျိုးမျိုးခြေကန်တဲ့အခရာအမျိုးမျိုးလက်ဝစောင်းလက်ဖြံတဒေါင်ဒူးစတာတွေကိုဖြောင်းမှမှန်ကန်အောင်စနစ်အမျိုးမျိုးနဲ့သင်ကြားပေးရပါတယ်ဒီအခရာတွေနောက်ကနေပြီးတော့အတိန်အရင်အယုတ်အညွတ်ဒီကိစ္စကိုလည်းရုတ်တိန်ရင်ညွတ်ဆိုပြီးတော့ဆောင်းပါးတစ်ခုပြောဖို့ပါတယ်ဒီလင်းမျိုးကိုလည်းသင်ကြားကြရပါတယ်ပြီးတဲ့နောက်မှာတဆင့်တက်ပြီးတော့ဒုတ်တာလက်နဲ့တွေကိုကင်ဆောင်ပြီးတော့အသုံးချရတဲ့လက်နဲ့ကင်အခရာတွေကိုလည်းသင်ကြားကြရပါတယ်အခရာတွေကိုပိုင်နိုင်အောင်သင်ကြားလေ့ကျင့်မထားဘဲနဲ့အကွက်တွေကိုသင်ကြားမယ်ဆိုရင်လေအခြေခံအုံးမြင့်မကောင်းတဲ့အဆောက်အဦလိုမြင့်လေကြီးလေရိုင်လေဖြစ်မှာဖြစ်ပါတယ်ဒီအခရာတွေကိုသင်ကြားတဲ့အဆင့်ကိုဒီအခရာတွေသင်ကြားတဲ့အဆင့်မှာအကွက်ကိုအဓိကထားပြီးတော့သင်လို့မဖြစ်သေးပါဘူးအခရာသင်တဲ့အဆင့်မှာအကွက်ကိုအခရာသင်တဲ့အဆင့်မှာအခရာကိုသာပိုင်နိုင်ဖြစ်အောင်လေ့ကျင့်ပေးရတာဖြစ်ပါတယ်နံပါတ်2ကတော့တယောက်ချင်းစီတိုက်ခိုက်တဲ့အစိပ်အပိုင်းဖြစ်ပါတယ်အခြေခံအခရာပိုင်နိုင်ပြီဆိုလို့ရှိရင်ပညာတတ်သူအချင်းချင်းတယောက်ချင်းစီ1 by 1ခုခံတိုက်ခိုက်တဲ့အဆင့်ကိုတိုးတက်ပြီးသင်ကြားကြရပါတယ်ဒီအပိုင်းမှာတိုင်းကွက်တိုလေးတွေပုံဖော်ပြီးလေ့ကျင့်ရတာဖြစ်ပါတယ်အခရာနဲ့အရွေကိုပေါင်းစပ်တာဟာတိုင်းကွက်ဖြစ်တယ်လို့ခေါင်းစဉ်တစ်ခုမှာရေးသားဖို့ပါတယ် theory စတင်သင်ကြားတဲ့အပိုင်းလို့နားလည်မယ်ဆိုရင်နားလည်လို့ရပါတယ်အကွက်တစ်ခုချင်းစီကိုပိုင်နိုင်မှသာတစ်ဖက်ကရန်ပြုတ်လာတဲ့သူရဲ့ပညာပါတိုက်ခိုက်မှုမျိုးတွေကိုတုံ့ပြန်နိုင်တယ်ဆိုတာလူတိုင်းသိပဲဖြစ်ပါတယ်အယက်သားလူချမ်းကိုတိုက်ခိုက်နိုင်တဲ့ဆိုယုံမြနဲ့တိုင်းတက်တယ်လို့မဆိုနိုင်ပါဘူးအခရာကိုကြည်ညက်အောင်လေ့ကျင့်ထားရင်လူမိုက်ကိုနိုင်ဖို့ကရာခိုင်နှုန်းများနေပါပြီပညာတတ်သူအချင်းချင်းပြန်တုံ့ပြန်တိုက်ခိုက်နိုင်မှသာတိုင်းတတ်သူလို့ဂုဏ်ယူရပါလိမ့်မယ်ဒီအစ်စ်မှာတိုင်းကွက်တစ်ကွက်စာအသုံးပြုတိုက်ခိုက်နိုင်ရင်တော်တော်ကိုတော်တယ်လို့ပြောလို့ရပါပြီဒီနေရာမှာတယောက်ချင်းလို့ပြောပေမဲ့လို့တယောက်နဲ့နှစ်ယောက်ကိုလည်းတိုက်ခိုက်နိုင်တဲ့အကြီးသွေးထိရလာပါလိမ့်မယ်နံပါတ်3ကတော့တယောက်နဲ့အများတိုက်ခိုက်တဲ့အပိုင်းဖြစ်ပါတယ်တ
တင်ကြားလေ့ကျင့်ထားသမျှတိုင်းခွက်တွေကိုအသုံးပြုပြီးတော့တကွက်စာတိုက်နိုင်ပြီဆိုမှသာတဆင့်တိုးပြီးတော့အခရာတွေအများကြီးတွဲဆက်ထားတဲ့အကွက်ရှိဒိုရီမဟုတ်တိုင်းကွက်နှစ်ကွက်သုံးကွက်ကိုဆက်ပြီးတော့အသုံးပြုတဲ့အကွက်တွဲတိုက်နည်းကိုတိုက်နိုင်တာဖြစ်ပါတယ်တနည်းအားဖြင့်အများနဲ့ဝိုင်းဖွဲ့တိုက်တာကိုခုခံကာကွယ်တဲ့အပိုင်းအများတိုက်နည်းတွေကိုသင်ယူလေ့ကျင့်ကြရတာဖြစ်ပါတယ်ဒီနည်းကိုပဲမြန်မာရိုးရာတိုင်းဆရာကြီးတွေရဲ့အခေါ်ကတော့ဝိုင်းဝင်ဝိုင်းထွက်လို့ခေါ်ကြပါတယ်တချို့ကလည်းခန်းဝင်ခန်းထွက်ဒီလိုမျိုးသက်ဆိုင်ရာနယ်မြေဒေသအလိုက်အခေါ်တွေ꿰ကြပါတယ်နံပါတ်4ကတော့အကျဉ်းအကျပ်ကနေလွတ်မြောက်တဲ့အပိုင်းဖြစ်ပါတယ်အဲ့ဒီအပိုင်းမှာတော့သင်ယူလာသမျှပညာရပ်တွေကိုဆရာကသူ့ရဲ့အတွေ့အကြုံနဲ့ကိုယ်တိုင်တွေ့ကြုံတာတွေကိုအတွေ့အခေါ်တွေရောပေါင်းစပ်ပြီးတော့ပညာကိုအချိန်တိုအတွင်းမှာတုံ့ပြန်နိုင်စွမ်းရှိအောင်သင်ယူလေ့ကျင့်ပေးတဲ့အပိုင်းဖြစ်ပါတယ်အခက်အခဲတွေအကြက်အတဲတွေကြားကနေလျှက်ရတဲ့ပြည့်ရုံထွက်နိုင်အောင်သင်ယူကြရတဲ့အပိုင်းဖြစ်ပါတယ်တိုက်ခိုက်နေတာမျိုးမဟုတ်ဘဲနဲ့အကွက်အပြုတ်မှုပရိယေဝေဝုတ်တွေကိုချုပ်ထွေးမှုအားလုံးကိုနားလည်စေဖို့လေ့ကျင့်သင်ယူရတဲ့အခက်ဆုံးအပိုင်းလို့ဆိုရပါလိမ့်မယ်အချုပ်အားဖြင့်ဆိုရမယ်ဆိုရင်အပိုင်း1ကအခရာကိုမပိုင်နိုင်ခဲ့ပဲအပိုင်း2ရဲ့အကွက်တိုတွေနဲ့တိုက်ခိုက်တဲ့တယောက်ချင်းတိုက်ခိုက်တဲ့အပိုင်းကိုမရနိုင်တဲ့ကဲ့သို့အပိုင်း3ရဲ့အကွက်ရှိအကွက်တွဲဆက်တွေနဲ့တိုက်ခိုက်တဲ့နီးများကိုလည်းမတိုက်နိုင်ပါဘူးဒီနီးတူပါပဲရှေ့က3မျိုးစလုံးကိုမပိုင်နိုင်ခဲ့ဘူးဆိုရင်လည်းအပိုင်း4ဖြစ်တဲ့အားလုံးကိုရောမှွေပြီးတော့အတွေးခေါ် theory နဲ့အကျဉ်းအချက်ကနေဘယ်လိုထွက်မယ်ဆိုတာကိုလည်းလှုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ပြောကြရင်းနဲ့ဒီဆောင်းပါးကလေးကိုညီကုန်းချုပ်ပါတယ်ဆရာရဲ့ဆောင်းပါးလေးတွေကို like share subscribe လေးပြုလုပ်ပေးကြပါဦးအားလုံးရှင်လန်းချမ်းမြေပါစေ